Okay အားလုံးမင်္ဂလာပါဗျာနော်အဲ့တော့ politics are everywhere ဆိုတဲ့ခေါင်းစဉ်လေးနဲ့သွားလိုက်မယ်မြန်မာလိုပြန်ရင်တော့နေရာတကာမှာနိုင်ငံရေးဆိုတာရှိတယ်ပေါ့နော်အဲ့တော့ဆရာတို့အနေနဲ့ကနော်ဒီရှေ့သုံးလေးကနေစပြီးဘာသာပြန်ရလို့ရှိရင်လူတွေက when people talk about politics နော်လူတွေနိုင်ငံရေးအကြောင်းကိုပြောကြတဲ့အခါမှာအဓိကသူတို့ပြောကြတဲ့အခါဟာဘာလဲဆိုလို့ရှိရင် large societies နော်ကြီးမားတဲ့လူအဖွဲ့အစည်းတွေအကြောင်းကိုပြောဆိုနေကြတာဖြစ်တယ်ပေါ့နော်အဲ့တော့ဘယ်လိုမျိုးလဲဆိုရင် such as entire countries ဥပမာဒီတိုင်းပြည်နဲ့နိုင်ငံကြီးလိုက်ကိုချီးပြီးတော့မှပြောကြတာမျိုးပေါ့နော်အဲ့မှာဒီ society မှာဆရာတို့အနေနဲ့တတိထားမှာဗာလဲဆိုလို့ရှိရင်အဲ့ဒီ society မှာအဲ့ဒီ politics ကြောင့်ပြောတဲ့အခါမှာအဲ့ဒီနိုင်ငံရေးဆိုတဲ့ဟာဒီဘာကိုစားပြုရည်ညွှန်းတယ်လဲဆိုလို့ရှိရင် any aspect of day to day life เนาะလူတွေရဲ့เนาะတို့တွေရဲ့တနေ့ချင်းဘဝပေါ့နော် day to day life ဆိုတာဒီတရက်ချင်းစီတနေ့ချင်းစီရဲ့ဘဝရဲ့ဘယ်လို any aspect ဆိုတော့ဘယ်လိုကိစ္စအချင်းရာမျိုးမဆို refer เนาะရည်ညွှန်းနိုင်တယ်အဲ့တော့အဲ့ဒါလေးကိုဘာကြောင့်ဒီလိုပြောလဲဆိုတာလေးကိုစပြီးတော့ရည်ညွှန်းကြည့်အောင်เนาะအဲ့တော့ပထမဆုံးဆရာတို့ education ဆိုတဲ့ဟာလေးနဲ့သွားလိုက်အောင်เนาะ education เนาะ education အဲ့တော့ပညာရေးပေါ့ပညာရေးမှာဆိုလို့ရှိရင်တို့တွေကဒါမေးစရာမေးခွန်းတွေအများကြီးရှိတယ်နော်အဲ့တော့ what should people learn in school လူတွေနော်ဘာကြောင့်ကျောင်းမှာဘာပညာတွေကိုသင်ယူသင့်တယ်လဲတို့တွေ should school be optional အဲ့တော့ကျောင်းမှာဘယ်လိုခေါ်မလဲဆိုရင်စိတ်ကြိုက်ပေါ့နော်ကျောင်းမှာဒီလူတွေကနေပြီးတော့စိတ်ကြိုက်ရွေးချယ်ပြီးသင်ယူသင့်တယ်လားပေါ့နော်ကျောင်းတက်တင်လဲလို့ကျောင်းမတက်တင်ဘူးစသဖြင့်ဒါကိုရွေးချယ်လို့ရလားနောက်တစ်ခုကကြတော့teachers paid enough ဆရာဆရာမတွေကိုလုံလောက်လစာတွေလုံလောက်ရကြရဲ့လားဆရာဆရာမတွေကအဲ့ဒီကျောင်းတွေမှာတင်နေဆရာဆရာမတွေလစာလုံလောက်ရကြရဲ့လားနောက်တစ်ခုကကြတော့ should school be free ကျောင်းတွေကကျောင်းပညာရေးဆိုတာကလုံးဝအခမဲ့ဖြစ်တင်တာလား what about college ရိုးဒီသူငယ်တန်းကနေပြီးတော့စနက်တန်းအခုဆိုရင်စနက်တန်းအထိပေါ့နော်စနက်တန်းအထိနော် high school ထိအထက်တန်းအထိမဟုတ်ဘဲနဲ့ college တက္ကသိုလ်တွေမှာရောဘယ်လိုလဲ free ပဲပြီးတင်တာလားအခမဲ့လားနော်ဒါမှမဟုတ်တချို့နိုင်ငံတွေမှာဆိုလို့ရှိရင်အထက်တန်းပညာရေးဒီ free ဒီတက္ကသိုလ်ပညာရေးဆိုလို့ရှိရင်တော့သူ charges တခုပေးရတာရှိတယ်နော် should everyone have to learn a foreign language လူတိုင်းကနိုင်ငံခြားဘာသာစကားတစ်ခုကိုသင်ယူရမှာလားဒီလိုမေးခွန်းတွေရှိတယ်နောက်တစ်ခုကကျတော့နိုင်ငံခြားရေး policy foreign policy နိုင်ငံခြားရေးမူဝါဒเนาะ policy ဆိုမူဝါဒပေါ့เนาะအဲ့တော့ should we do business with enemy countries เนาะတို့ရဲ့ရန်ဘက်နိုင်ငံတွေနဲ့ကိုကုန်သွယ်ရေးပေါ့เนาะ business လုပ်တင်သလားဆိုတော့ကုန်သွယ်ရေး trade လုပ်တင်သလားပေါ့เนาะစီးပွားရေးတို့နဲ့အတူတူတွဲလုပ်တင်သလားဆိုတော့အဓိကတော့ကုန်သွယ်ရေးတွေလုပ်တင်သလားပေါ့เนาะ trade တွေအဲ့တော့ is it always good to give aid to other countries တခြားတိုင်းပြည်တွေကိုအကူအညီတွေပေးတာရောအမြဲပဲကောင်းလာပါเนาะ aid တွေပေးတယ်အခုဆိုလို့ရှိရင် US လိုဟာမျိုး US aid လိုဟာမျိုးတွေရှိတယ်တခြားတိုင်းပြည်တွေတတိယတိုင်းပြည်တွေသွားပြီးတော့မှဒီအကူအညီတွေပေးတဲ့ဟာမျိုးပေါ့เนาะအခုလက်တော်ကာလတွေမှာတော့US aid လိုဟာမျိုးဆိုလဲเนาะရပ်တန့်ထားတာမျိုးတွေရှိတယ်ပေါ့เนาะဆိုတော့အဲ့တော့ဒါလေးတွေကနိုင်ငံရေးလို့ပြောလိုက်တယ်ဆိုလို့ရှိရင်နေရာတိုင်းမှာရှိရဆိုတာမျိုးကိုအဓိကဆရာတို့ကသိသိချင်တာဥပမာစစ်ပွဲလိုဟာမျိုးတွေshould we ever go to ငါတို့ဒီလိုစစ်ပွဲတွေဆင်နွှဲတင်သလားเนาะ what should the army do when there is no war เนาะဥပမာစစ်ပွဲမရှိဘူးဆိုလို့စစ်ပွဲတွေမရှိဘူးဆိုရင်အဲ့ဒီစစ်တပ်ကြီးထားပြီးအဲ့စစ်တပ်ကြီးကဘာလုပ်မှာလဲဘာလုပ်တင်တယ်လဲပေါ့เนาะနောက်တစ်ခုကကြတော့ health and welfare ကျန်းမာရေးနဲ့ welfare တော့လူမှုဖူလုံရေးပေါ့เนาะလူမှုဖူလုံရေးမှာဆိုလို့ရှိရင်လေဆရာဝန်တွေအနေနဲ့ပေါ့เนาะဆရာဝန်တွေအနေနဲ့ဆေးရုံတွေစသဖြင့်ပေါ့နော် who should pay for doctors and hospitals ဆရာဝန်တွေနဲ့ဆေးရုံတွေအတွက်ကိုဘယ်သူကပေးမလဲဥပမာလူနာတွေကပဲပေးမှာလား government ကပဲအခမဲ့ကုသရေးစနစ်တွေဆိုပြီးတော့ပဲအစိုးရကပဲအကုန်လုံးအတွက်ကိုငွေတွေထုတ်ပေးမှာလားเนาะ who is in charge of caring for the elderly ဒီမှာ elderly ဆိုတော့တက်ကြီးရွယ်အိုတွေပေါ့ကွယ်အဲ့တော့တက်ကြီးရွယ်အိုတွေကိုထားပါတော့ပြုစုစောင့်ရှောက်ဖို့အတွက်ဆိုလို့ရှိရင်ဘယ်သူကတာဝန်ယူသင့်တယ်လဲပေါ့နော် who is in charge เนาะဘယ်သူကတာဝန်ယူသင့်တယ်လဲလူတို့ကအဓိကတာဝန်ယူသင့်တယ်လဲဒါတွေမေးဖို့ရှိတယ်เนาะ should going to the dentist be free သွားဆရာဝန်ဒီသွားပြမယ်ဆိုရင်အခမဲ့ဖြစ်သင့်သလားပေါ့နော်ဒါလည်းသွားကြိုက်ဘူးတဲ့လူမှသိမှာဟုတ်လားเนาะ
အဲ့တော့ is it best to tackle poverty first and healthcare second poverty ဆိုတာဗာလဲဆင်းရဲမွဲတေမှုအဲ့တော့ဆင်းရဲမွဲတေမှုကို is it best to tackle poverty first အရင်ဆုံး tackle ဆိုတာကင်တွယ်ဖြေရှင်းတာအရင်ဆုံးဆင်းရဲမွဲတေမှုကိုအရင်ဦးဆုံးကင်တွယ်ပြီးနောက်ကြတော့မှ and healthcare second ကျန်းမာရေးစောင့်ရှောက်မှုတွေကိုလုပ်ရင်ပိုကောင်းမလားဒါမျိုးတွေတို့တွေကမိခွန်းလေးတွေမိဖို့ရှိတယ်နောက် environment တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးပေါ့နော်ဒါမျိုးဒါ environment တဲ့sustainability စသဖြင့်ဒီလိုမျိုးတွေရေးကြတာပေါ့နော်အဲ့တော့ဒီမှာလည်းမိခွန်းတွေရှိတယ်ပေါ့နော် should people pay more taxes if they own a car เนาะအဲ့တော့လူတွေမှာကိုယ်ပိုင်ကားရှိရင်အခွန်ပိုပေးတင်လားเนาะဒါမျိုးတွေမိကုန်းတွေရှိတယ် should we combat climate change even if it hurts the economy เนาะအဲ့တော့စီးပွားရေးထိခိုက်မယ်ဆိုရင်တောင်မှ even if it hurts the economy ဆိုတာစီးပွားရေးပေါ့ economy ဆိုတာနိုင်ငံရေးတစ်ခုရဲ့ဒီစီးပွားရေးအဆောက်စီးပွားရေးကိုလာပြီးထိခိုက်မယ်ဆိုရင်တောင်မှတို့တွေအနေနဲ့ဒီအဲ့လို climate change ဒီစီးပွားဟိုပါပေါ့နော်ရာသီဥတုပြောင်းလဲမှုတွေကိုတို့တွေတိုက်ပွဲဝင်နေသလားเนาะအဲ့တော့အခုတိုးတက်တဲ့နိုင်ငံတွေမှာဆိုလို့ရှိရင်တို့တွေတချို့ချမှတ်လိုက်တဲ့ဒီ environmental policy တွေအကြောင်းမလို့ဒီစီးပွားရေးဘိုင်းမှာလာပြီးတော့ထိခိုက်တာတွေရှိတယ်အဲ့လိုမျိုးလာထိခိုက်တယ်ဆိုရင်တော့မှဒါတို့ကဒီလို climate change ရာသီဥတုပြောင်းလဲမှုအတွက်ကိုချမှတ်ထားတဲ့မူဝါဒတွေကိုအကောင့်တွေပေါ်ပြီးတော့လှုပ်ဆောင်တင်လာဒီလိုပုံစံမျိုးမေးတာပါเนาะshould we fly in food from other countries เนาะအဲ့တော့ဒါတွေလည်းပါလဲဆိုရင်တို့တွေfood ဆိုတော့ဒီမှာစားနပ်ရိက္ခာတွေပေါ့ကွယ်အဲ့တို့တွေအနေနဲ့တခြားနိုင်ငံတွေစီကနေပြီးတော့စားနပ်ရိက္ခာတွေကို fly in ဆိုတော့ဒါပြောရင် import လုပ်တဲ့သဘောပေါ့ import import เนาะဆရာတို့ fly in ဆိုတဲ့သဘောကတော့ဆရာတို့အတူတူပဲเนาะ import ဆိုတာတင်သွင်းတာ export ဆိုတာကတော့တင်ပို့တာဆရာတို့တိုင်းမီဒီယာနေပြီးတော့သူများတိုင်းမီဒီယာနေပြီးတော့ဆရာတို့ကဘာလို့ဆိုရင်တင်သွင်းတယ်ကိုတိုင်းမီဒီယာကိုတင်သွင်းတယ်ဒါကြတော့ကိုတိုင်းမီဒီယာနေပြီးတခြားတိုင်းမီကို export လုပ်တယ်တင်ပို့တယ်เนาะတင်သွင်းတယ်တင်ပို့တယ်ဒါခွာတယ်ပေါ့နော် flying ဆိုတော့ဆရာတို့စားနပ်ရိက္ခာတွေကိုတခြားတိုင်းမီဒီစီကနေပြီးတော့ဒီတင်ယူသွင်းတယ်လားပေါ့နော်တင်သွင်းတင်လားဒါမျိုးတွေမိကုန်းလေးတွေမိကြရှိတယ် how many wind farms should we build เนาะတို့အနေနဲ့ဟိုပါပေါ့နော် wind farm ဆိုတော့လေယာဉ်တွေပေါ့လေယာဉ်တွေsite ထူထားတာပေါ့နော် wind farm တွေလေယာဉ်တွေ site ထူထားမှုဘလောက်များများတို့တွေလုံးတင်တယ်လေပေါ့နော်ဘလောက်များများ site ထူတင်တယ်လေဘလောက်များများတိဆောက်တင်တယ်လေပေါ့နော် now should we pay people to use less electricity နော်လူတွေလျှက်စစ်တအားကို short သုံးမှုအတွက်ကိုလျှက်စစ်တအားကို short သုံးမှုအတွက်ကိုလူတွေကိုတို့ပတ်စံပေးတယ်မင်းဓာတ်ဒီလောက်နဲ့ဒီလောက်ပဲမင်းသုံးမယ်ဆိုရင်ကွာမင်းကငါပတ်စံငွေဘယ်လောက်ပေးမယ်ဆိုတာမျိုးပေါ့နော်အဲ့လိုမျိုးတွေကိုဆွဲဆောင်တာမျိုးပေါ့နော်ဒါမျိုးလေးတွေလုပ်တင်သလားဒါ brainstorm လုပ်တာပဲပေါ့နော်အဲ့တော့ should we have to pay for plastic bags နော်လျက်နော် plastic အိတ်တွေဒါတွေကအရန်ကိုသဘာဝပေါင်းဝင်နေတယ်အရန်ထိခိုက်တယ်ကွာအဲ့လိုမျိုးဆိုလို့ရှိရင်လည်း plastic bags တွေကိုplastic အိတ်တွေကိုအတွက်ကိုနော် plastic အိတ်တွေအတွက်ငါတို့ဘာလို့ပတ်စံပေးရမှာလဲနော်အခုဆိုလို့ရှိရင်ကွာအလကားအရင်ကတော့ဆရာတို့ရတယ်ကွာအခုနောက်ပိုင်းအလကားမပေးတော့ဘူးဆိုင်နေဆိုရင်စူတီမတ်တို့ဘာလို့တချို့နေရာကြီးမှာဆိုလို့ရှိရင်အိတ်အလကားမပေးဘူးအိတ်လိုချင်တယ်ဆိုရင်ဆရာတို့ကပတ်စံပေးရတာတကယ်တမ်းတော့မင်းတို့ဆရာပစ္စည်းဝယ်တာပဲကွာမင်းဒါပေးရမှာပေါ့နော်အဲ့လိုမျိုးတွေဆရာတို့ကဘာကောင်းမလဲဆိုမေးခွန်းလေးတွေနေရာတိုင်းမှာကွာမေးခြင်းမေးခွန်းတွေရှိတယ်အဲ့ဒီမေးခွန်းတွေမေးဖို့ကအဲ့ဒါဘာလဲဆိုရင်အဲ့ဒါတို့ရဲ့နေ့တူကနိုင်ငံရေးပဲပေါ့နော်အဲ့တော့ကဲဟုတ်ပြီအဲ့ဒါဆိုနောက်တစ်မျက်နှာလေးဆက်သွားအောင်နော်နောက်ဆရာတို့အလုပ်ကိုင်တို့เนาะဒီလိုမျိုးเนาะ work ဒါမျိုးတွေလည်းပြောစရာရှိတယ်เนาะအဲ့တော့ဒီမှာဆိုရင်မေးကြမေးခွန်းလေးရှိတယ် should we give money to people who don't have a job เนาะအလုပ်မရှိတဲ့လူတွေဆိုလို့ရှိရင်ငါတို့ကငွေကြီးထောက်ပံ့အကူအညီကြီးတွေမို့เนาะပေးတင်သလား should parents all get time off work during school vacation เนาะအဲ့တော့ဒါမျိုးလေးတွေမေးကြရှိတယ်အဲ့တော့ကျောင်းပိတ်ရက်တွေမှာဆိုလို့ရှိရင်မိဘတွေအားလုံးအလုပ်ကနေပြီးတော့ခွင့်ယူပြီးနေတင်လားကလေးတွေကျောင်းပိတ်ရက် school vacation တွေရှိတယ်ဆိုလို့ရှိရင်မိဘတွေကသူတို့ရဲ့အလုပ်ကနေလည်း time off ပေါ့နော်အားရက်လိုမျိုးဟာမျိုးတွေကိုရတင်သလားပေါ့နော်ယူတင်သလားဒါမျိုးလေးတွေမေးဖို့လိုတယ်at what age should people stop working ဘယ်တက်ရွယ်ဆိုလို့ရှိရင်လူတွေအနေနဲ့အလုပ်မလုပ်ဘဲနေတင်တယ်လေပေါ့နော်အဲ့တော့ဒါလေးတွေကလည်းမေးတင်တဲ့မေးခွန်းလေးတွေပဲမဟုတ်ဘူးလားနော်
အဲ့တော့ how much is a fair wage เนาะအဲ့တော့အခုဆိုရင်အခြေခံလောက်ခလာစားတွေအမြဲတမ်းတောင်းဆိုနေကြတယ်ဆန္ဒတွေပြနေကြဒီလိုမျိုးတွေပေါ့နော်အဲ့တော့လောက်ခလက်စားဘယ်လောက်ဆိုရင်တရားမျှတမှုရှိမလဲ Do we need people from other countries to move here and work တခြားတိုင်းပြည်ကနေလာတဲ့ရွှေ့ပြောင်းလုပ်သမားတွေတို့ဒီစီမှာလိုအပ်ရဲ့လားအခုဆရာတို့စင်ကာပူတို့ဘာလို့ဆိုလို့ရှိရင်တို့နိုင်ငံသားတွေကိုနိုင်ကဟိုအပြင်ကနေလာပြီးတော့ရွှေ့ပြောင်းလာတဲ့တို့နိုင်ငံတွေမှာလာအလုပ်လုပ်တယ်ဆရာတို့နိုင်ငံလူတွေဆိုရင် engineer တွေပညာတတ်တွေအများကြီးပဲပေါ့နော်ဟိုဘက်မှာသွားလုပ်ကြတယ်အဲ့တော့သူတို့နိုင်ငံလူတွေကဟိုတိတ်မကြည့်ကြဘူးပေါ့နော်တခါတလေကြတော့ဟိုသူတို့နိုင်ငံကပညာတတ်တွေကျန်တဲ့လူတွေကအလုပ်မရကြဘဲနဲ့နိုင်ငံခြားလာတဲ့လူတွေကအလုပ်ရကြတယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုးလာတဲ့လူတွေတခြားနိုင်ငံခြားကနေကိုယ်စီလာအလုပ်လုပ်တဲ့လူတွေအဲ့လိုအလုပ်သမားတွေဆိုရင်အဲ့လိုမျိုးပေါ့နော်တကယ်ရောလိုအပ်ရလားပေါ့နော်အလုံးနဲ့ပတ်သက်လို့မိကွန်မိကွန်တွေအများကြီးပဲเนาะ transportation နဲ့ပတ်သက်လို့တည်ယူပို့ဆောင်ရေးเนาะ how old should you be to drive เนาะအသက်ဘယ်လောက်ရှိမှရေမောင်းတင်တယ်လဲ should bus rides be free for kids ကလေးတွေအတွက်ဆိုလို့ရှိရင်ဘတ်စကားကအခမဲ့ဖြစ်တင်သလား do we need a new airport เนาะတို့မျိုးငါတို့ရဲ့မြို့မှာတို့တွေစီမှာလေဆိပ်အသစ်တစ်ခုလိုရလား should everyone be forced to wear helmet when cycling အခုဆိုလို့ရှိရင်လည်းဆရာတို့လုပ်နေကြပြီဟုတ်တယ်မလားစပိန်တို့စိုက်ကယ်တို့အော်တိုဆောင်းဖို့ကမဖြစ်မနေလုပ်ကိုလုပ်ရမယ်အလုပ်တစ်ခုလားသူတို့ by force နဲ့ပေါ့နော်တွန်းအားပေးပြီးခိုင်းလုပ်ခိုင်းတင်တာဟို helmet မဆောင်းရင်မဆောင်းမရမနေရ force လုပ်တင်တယ်ဆိုတာကဥပဒေနဲ့ပြဋ္ဌာန်းတာမျိုးဒါမျိုးပြောချင်တာနော်နောက်တစ်ခုကကျတော့ economy စီးပွားရေးနော်အဲ့တော့who should be allowed to borrow money from the bank အဲ့တော့ဘန်ကနေပြီးတော့ပတ်စံချီးဖို့အတွက်ကိုဘယ်လိုလူမျိုးတွေကိုခွင့်ပြုတင်တယ်လဲ how many taxes should people pay เนาะငွေလူတွေဘယ်လောက်အခွန်ငွေတွေဘယ်လောက်ကိုလူတွေကအခွန်ဘယ်လောက်ပေးဆောင်တင်တယ်လဲပေါ့နော် now should governments control how much things cost เนาะအစိုးရတွေအနေနဲ့ဒီเนาะကုန်ကျစရိတ်တွေပေါ့နော် how much things cost အဲ့တော့ဆိုလိုချင်တာကတော့ပေါ့နော်ဘယ်ပစ္စည်းတွေကတော့ဘယ်လောက်ဈေးနှုန်းထားတင်နေဆိုတာကိုဆရာတို့အခုမြန်မာနိုင်ငံမှာဆိုလို့ရှိရင်ဒါ economy ကန်းကြရင်လည်းသားတို့သမီးတို့တွေ့မယ်လीเนาะဆရာတို့မြန်မာနိုင်ငံကနေပြီးတော့ကျင့်သုံးနေတဲ့ဟိုဟာကဘာလဲထားပါတော့ market economy ပေါ့နော်တကားဖွင့်စီးပွားရေးဝါဒပေါ့နော် ECONOMY เนาะ sorry market economy အဲ့တော့ဈေးကွက်စီးပွားရေးမူဝါဒကိုဆရာတို့ကျင့်သုံးတယ်အဲ့တော့အစိုးရကနေပြီးတော့ဟိုအရင်ခေတ်ကတော့ socialist ခေတ်ကလိုမျိုးပေါ့နော်စံတပီဘယ်လောက်ကြားတင်တယ်စီတပုံးဘယ်လောက်ကြားတင်တယ်အဲ့လိုမျိုးဈေးနှုန်းတွေကိုအစိုးရနေပြီးတော့တတ်မှတ်တာမျိုးလားเนาะဒါမှအဲ့လိုမျိုးလုံးတင်သလားဒါမှမဟုတ်လို့ရှိရင် market economy ဆိုတော့ဆရာသားတို့သမီးတို့တွေဒီဟိုအခန်းပေါ့နော် economic အခန်းကြလို့ရှိရင်သားတို့သမီးတို့တွေ့မှာပေါ့ဒီဟိုပါပေါ့နော် demand တို့ supply တို့စသဖြင့်ဒီ supply တို့ demand တို့ curve တွေဆွဲပြီးတော့ market က equilibrium market ကနေပြီးတော့ပဲဒီဈေးနှုန်းတွေကို price တွေပေါ့နော် price တွေဒီဈေးနှုန်းတွေကိုတတ်မှတ်ပြီးတော့ဘယ်သူတွေကတော့ဘယ်လောက်ထုတ်တင်နေဘယ်သူတွေကတော့ဘယ်လောက် demand quantity လိုအပ်ချက်ပေါ့နော်လိုအပ်တဲ့ဒီဒီ supply demand တွေပေါ့နော်ဝယ်လိုအားရောင်းလိုအားတွေ ਨੇ မူတည်ပြီးတော့မှဒီ price တွေကဘယ်လောက်ဖြစ်သွင်းတယ်လဲဆိုတဲ့ဟာကိုသူကသူဈေးကွက်ကနေပြီးတော့ထိမ့်သိမ့်တဲ့မူဝါဒတွေထိမ့်သိမ့်တဲ့အခြေအနေတွေပေါ့နော်အဲ့ဒါမျိုးတွေကိုဆရာတို့ကမလုပ်ဘဲနဲ့ပေါ့နော်ဒီတိုင်းမသွားဘဲနဲ့ဆရာတို့ကဘာခေါ်မလဲဆိုရင်အစိုးရနေပြီးတော့မှထိန်းချုပ်တယ်ပေါ့နော် government ကနေပြီးတော့ဘယ်ပစ္စည်းတွေဘယ်လောက်ကုန်ကြစေရှိတင်တယ်ဘာလို့တင်တယ်စတာမျိုးတွေကိုဟိုကန့်သက်တယ်ထိမ့်သိမ့်ထားတာမျိုးပေါ့နော်ဒီလိုဟာမျိုးလေးတွေဆိုရင်ဆရာတို့ကgovernment control policy ပေါ့နော်PC တွေပေါ်မှာဒီလိုမျိုးထိန်းသိမ်းကုန်ကွဲတာကိုဒါလိုမျိုးပြောလို့ရတယ် now what's the best way to make people better off လူတွေကြွယ်ဝချမ်းသာအောင်ပေါ့နော်အဆင်ပြေလာအောင်လုပ်ဖို့ဆိုရင်တို့တွေအကောင်းဆုံးနည်းလမ်းဘာဖြစ်မလဲ is our society too unequal ငါတို့ရဲ့လူမှုဖွဲ့စည်းအရန်ကိုမမျှမတမှုတွေဖြစ်နေတာလားမမျှမတမှုတွေရှိနေတာလားနော်နောက်တစ်ခုကကြတော့ housing အိမ်ယာဖော်ဆောင်ရေးအိမ်ယာမြေတွေနဲ့ပတ်သက်လို့ what's the best way to help people who are homeless နော်အိမ်ချေယာမဲ့တွေကိုဆရာတို့အနေနဲ့ကူညီဖို့အတွက်ဆိုရင်အကောင်းဆုံးနည်းလမ်းဘာဖြစ်မလဲ is renting an apartment too expensive နော်တို့တွေရဲ့ renting ဆိုတော့ဟိုပါအိမ်ငှားကားတွေပေါ့နော်apartment တခုဆိုတော့ဒီအိမ်ငှားကားတွေကတိုင်းအိမ်ငှားကားတွေတက်ခန်းကားတွေကတိတ်ကိုဈေးကြီးနေသလားအခု do we have enough home ငါတို့ရဲ့မြို့တွေမှာဆိုရင်အိုးအိမ်တွေလုံလောက်စောက်ထားတာမျိုးတွေရှိရလား who should be in charge of building houses အဲ့တော့အိမ်ယာမြေတွေစောက်လို့ရေကိုဘယ်သူကစီမံကွပ်ကဲတင်တယ်လဲ
အစိုးရလားပုဂ္ဂလိကကဏ္ဍလားဘယ်သူတွေကလဲစသဖြင့်ပေါ့နော်ဒါမျိုးတွေရှိတယ် culture ယဉ်ကျေးမှုနဲ့ပတ်သက်လို့ဒါလည်း politics ပါပဲအဲ့တော့ should newspaper be allowed to publish whatever they want အဲ့တော့သတင်းစာတွေကိုဘာမှမဆိုသူတို့ပုံနှိပ်ထုတ်ဝေခြင်းတဲ့ဟာကိုမင်းတို့ထုတ်ဝေကွာဘာအကြောင်းရေးဥကြည့်တယ်ဆိုပြီးတော့အဲ့လိုမျိုးစိတ်ကြိုက်ထုတ်ဝေဝင်ပြုတင်သလားနော် who gets to choose what is shown on TV ပေါ်မှာဘာပဲပြဘယ်သူက who gets to choose what's shown on TV ပေါ်မှာပြမဲ့ဟာတွေကိုဘယ်သူတွေကရွေးချယ်တင်လဲအဲ့ဒါတော့ဟိုပါပေါ့နော်ဆရာတို့အရင်ခေတ်ကတော့စင်ဆာမူဝါဒတွေပေါ့စင်ဆာတွေဖြတ်ထားတယ်ဆိုလို့ရှိရင်ဘာတွေတော့ဒီ public ကိုပြည်သူလူထုကိုချပြတင်နေဘာတွေကတော့မချပြတင်ဘူးဘာတွေကတော့ဟိုဘာခေါင်းမလဲမြန်မာယဉ်ကျေးမှုနဲ့မလျော်ညီဘူးဘာဘူးညာဘူးအဲ့လိုမျိုးတွေနဲ့စင်ဆာတွေဖြတ်တာဟာမျိုးအဲ့တော့အဲ့ဒါမျိုးတွေကိုရွေးချယ်ဖို့အဲ့လိုမျိုးသွားတင်သလား should museum be free to all visitors အဲ့တော့ပြတိုက်တွေကိုလာရောက်လေ့လာတဲ့သူတွေအားလုံးကိုပေါ့နော်အားလုံးကိုဆရာတို့ကဒီ visitor တွေအားလုံးကိုဆရာတို့ကအခမဲ့ပေါ့နော်လေ့လာခွင့်ကြီးစုခွင့်တွေပေးတင်သလားနော်ဒါမျိုးတွေနော်အခုဆရာတို့မြို့တွေကောင်မှာရန်ကုန်မြို့တွေကောင်မှာဆိုရင်ဝန်ကြီးများရုံးတို့ဟာမျိုးတွေရှိတယ်စသဖြင့်နေရာတွေရှိတယ်ပေါ့နော်ဆရာတို့ဒီ GD ဝင်မြန်မာ online school ကကျောင်းသားတွေကျောင်းသူတွေဆရာတို့ဆိုလို့ရှိရင်လည်းဒီအလဲအနေနဲ့ပေါ့နော်အလဲပတ်ဘုဒ္ဓအနေနဲ့သွားပြီးကြည်တာတွေရှိတယ်နော်ရန်ကုန် stock exchange တို့စသဖြင့်ပေါ့နော်တနေ့ဟိုဘုဒ္ဓရစရာနေရာလေးတွေပေါ့နော်အဲ့ဒါလေးတွေဆိုလို့ရှိရင်ဆရာတို့ကသွားပြီးတော့လိုက်ပြတဲ့ခါကျရင်လိုက်ပြီးတီချာလေးလိုက်ကြည့်နော် how can we get more young people playing sports နော်အားကစားတွေလှုပ်ချင်တယ်ပေါ့နော်အားကစားတွေလှုပ်ချင်တဲ့လူငယ်လူရွယ်တွေအနေနဲ့လူငယ်လူရွယ်တွေများပေါ့နော်တို့တွေဘယ်လိုရနိုင်မလဲလူငယ်လူရွယ်တွေနော်ဒီ data အခုလက်ရှိအခြေအနေထက်ပိုပြီးတော့မှအားကစားလုပ်ကြဖို့တို့တွေဘာလုပ်တင်တယ်လဲနော်ဒါမျိုးတွေမေးတာပေါ့နော် do we get more tourists to visit us ငါတို့နိုင်ငံကိုတို့ tourist တွေခီးသွားတွေများလာကြဖို့လာစေခြင်းသလားငါတို့လာစေခြင်းလားမလာစေခြင်းဘူးလားစသဖြင့်ဒီလိုမေးခွန်းတွေမေးဖို့ရှိတယ် now law and order တရားဥပဒေစိုးမိုးရေးပေါ့နော် should police officers carry guns နော်အဲ့တော့ဟိုရဲအရာရှိတွေကတနက်တွေကင်ဆောင်တင်သလားနော် is it fair to make smoking illegal ဆက်လက်တောက်တဲ့ဟာကိုတရားမဝင်အနေနဲ့ illegal အနေနဲ့တတ်မှတ်တာတကယ်ရောတရားမျှတမှုရှိရဲ့လား who should be allowed to get married ဘယ်သူတွေကလက်ထက်တင်တယ်လဲဆိုတာနော်လက်ထက်ခွင့်ကိုပေါ့နော် who should be allowed to get married ဘယ်သူတွေကိုလက်ထက်ခွင့်ပေးတင်လဲဘယ်သူတွေတော့လက်ထက်ခွင့်မပေးတင်ဘူးလေနော်တခြားတိုင်းပြည်တွေမှာရှိတယ်နော်တချို့တိုင်းပြည်တွေမှာလိန်တူဇုံလွဲတွေကိုလက်ထက်ခွင့်မပေးတာမျိုးတွေအဲ့လိုမျိုးတွေအခြေအနေတွေအများကြီးရှိရနော်ဟို Thailand မှာဆိုလို့ရှိရင်လည်းတချို့နေရာတွေမှာခွင့်ပြုတယ်စသဖြင့်နော်သိကြတော့မသိဘူးUS မှာဆိုလို့ရှိရင်လည်းဆရာတို့ဟို California တော့ပေါ့ထင်တယ်တချို့နေရာတချို့ပြည်နယ်တွေမှာအဲ့လိုပေါ့နော်လိန်တူချင်းလက်ထက်စုံများတာထိမ်းများတာကိုခွင့်ပြုတဲ့ပြည်နယ်တွေရှိတယ်ခွင့်မပြုတဲ့ပြည်နယ်တွေကတော့မခွင့်ပြုဘူးပေါ့နော်အဲ့လိုမျိုးတွေရှိတယ် now who decides how long a prison sentence should be အဲ့တော့ပြစ်ဒဏ်တွေကိုprison sentence ဆိုတော့ပေါ့ထောင်ဒဏ်တွေပေါ့နော်ဘယ်သူကပြစ်ဒဏ်စီကြားတဲ့လူတွေအနေနဲ့ဒီဟိုပါပေါ့နော် prison sentence ချမယ်ပေါ့နော်သူတို့ကိုပြစ်ဒဏ်စီရင်ချက်ချမယ်ဆိုလို့ရှိရင်ထောင်ဒဏ်ချမယ်အောင်ဘလောက်ထောင်ဒဏ်ချတင်တယ်လဲဆိုတော့ဘယ်သူကဆုံးဖြတ်မှာလဲเนาะအဲ့ဒါတွေကဘာလဲဆိုတော့ဆရာတို့အခုပြောနေတဲ့အရာတွေအားလုံးကလည်းတကယ်တမ်းတော့တရားတို့ရဲ့ D2D လိုက်မှာချတဲ့လုပ်တဲ့ decision တွေဆုံးဖြတ်ချက်တွေပဲအဲ့ဒီဆုံးဖြတ်ချက်တွေအားလုံးကအဲ့ဒါဘာလဲဆိုရင် politics ပဲတို့တွေရဲ့ politics ပဲเนาะအဲ့တော့တိုင်းပြည်တွေနဲ့တခုချင်းအကြီးကြီးတွေတို့ပြောနေုံနဲ့မရဘူးတို့ရဲ့လက်ရှိနေတဲ့သူ့ရဲ့ဒီဟိုရှိမှပြောလို့ဆိုရင်ဆရာတို့ရဲ့ society เนาะ society အများကြီးဆိုတော့ SOCIE-TIES ပေါ့နော်societies လူမှုအဖွဲ့အစည်းတွေမှာဘာသူတွေရှိတော့အဲ့တော့တရားတို့ကဘာခေါ်မလဲဟိုဒီထိတ်ဆုံးမှာတော့စပါတော့ထိတ်ဆုံးမှာတော့နော် country အပေါ်မှာဆိုရင်တော့ကဘာလုံးလိုက်ကြီးကဘာလုံးလိုက်ကြီးပြီးပြောနေကြကဘာတွေထဲမှာဘာတွေရှိတော့တိုင်းပြည်တွေရှိတယ်အဲတိုင်းပြည်တွေထဲမှာတစ်ခုချင်းတွေမှာဘာတွေရှိတော့လူမှုအဖွဲ့အစည်းတွေရှိတယ်အဲလူမှုအဖွဲ့အစည်းတွေထဲမှာထပ်ပြီးဆင်းလိုက်လို့ရှိရင်ဆရာတို့ဘာတွေရှိတယ်လူတွေရှိတယ်လေလူတွေအဲ့လူတွေရှိပြီဆိုမှတော့သူတို့မှာခုနဆရာတို့ပြောခဲ့တဲ့ကဏ္ဍတွေ aspect အသီးသီးအတွက်ကိုဘာလို့ရှိရင်ဆုံးဖြတ်ချက်တွေ decision တွေချဖို့တွေအများကြီးရှိတယ်အဲ့အတွက်အဲ့ဒါတွေအားလုံး politics ပါပဲတဲ့အဲ့ဒါတွေအားလုံးပေါင်းလိုက်လို့ရှိရင်ဒါ politics ဖြစ်သွားတာပေါ့နော်အဲ့တော့ဆရာတို့ဒါဆိုလို့ရှိရင်နေရာတကာမိုင်းမှာနိုင်ငံရေးရှိတယ် politics is everywhere politics are everywhere နိုင်ငံတကာနေရာတကာမှာနိုင်ငံရေးဆိုတာရှိတယ် politics are everywhere ဆိုတဲ့ဟာလေးကိုဆရာတို့သဘောပေါက်ပြီးဒါတို့သမီးတို့အနေနဲ့နားလည်ပြီလို့
နော်ထင်ပါတယ်နားမလဲဒီဒါပဲဖြစ်ဖြစ်ကိုအနေနဲ့ဟိုဆွေးနွေးကျင်တာလေးတွေရှိရင်ဆရာတို့တွေonline class တက်တဲ့နေရာမှာပဲဖြစ်ဖြစ်နော်အတန်းထဲမှာစာသင်တဲ့အချိန်မှာပဲဖြစ်ဖြစ်ဆွေးနွေးကြမယ်လေဟုတ်တယ်မလားပြောပါပေါ့အားလုံးပဲ see you in the next lecture ပါနော်